အားလုံးပဲတကွယ်ကောင်းမြတ်သောမိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်ဒီညနေ4:30အတွက်ကိုကျွန်တော်နီးကပ်လေး live လွှင့်ပြပြပြီးတော့ကျွန်တော်မိတ်ဆွေတွေနော်တကွယ်ကောင်းမြတ်သောဆိုတာနဲ့မသိရလူကမရှိဘူးမိတ်ဆွေများမိတ်ဆွေတို့ကျွန်တော်ပြောချင်တာကနော်ကျွန်တော် YouTube channel လေးကိုအသစ်ဖွင့်ထားတယ်ဒီ channel ပဲနော်ဒါကို subscribe လုပ်ပြီးခေါင်းလောင်းနေနေပြီအများအားတွေ့ရအောင်လို့နော်ကျွန်တော်အစမပြတ်ကဏ္ဍနေတင်ပေးမှာနော်ဒီ YouTube channel မှာဆက်မပြတ်ကဏ္ဍနေတင်ပေးမှာကျွန်တော် Facebook ပေါ်မှာမရှိတော့ဘူး YouTube ပေါ်မှာပြန်ရောက်လာပြီနော်ဒါကြောင့်မိတ်ဆွေများကျွန်တော်ရဲ့ channel လေးကိုတွေ့ရတဲ့ subscribe လေးလုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပြီးနော်ကျွန်တော်မိတ်ဆွေများကျွန်တော် verify ကိုတွေ့ရတဲ့ like လက်မလေးနဲ့ကူညီပေးနော်ကျွန်တော်တို့ဒီညနေ4:30တော့ကကျွန်တော်တို့639 key ပေးထားတယ်ကျွန်တော်ရဲ့မိတ်ဆွေများ1 chain ကတော့63ပေးထားတယ်63 1 chain ပေးထားတယ်နော်6နဲ့ပတ်သက်တာရင်6နှစ်60 69 3နဲ့ပတ်သက်ရင်3နှစ်3က38ဒါကိုမိတ်ဆွေတို့ထိုးထားပါနော်အရန်အောက်ကွက်အနေနဲ့ကျွန်တော်ဗဇက်နဲ့ပြောမယ်ကျွန်တော်ရဲ့မိတ်ဆွေများနော်ကျွန်တော်ဗဇက်နဲ့ပြောမယ်အရန်အောက်ကွက်ကတော့ကျွန်တော်ဗဇက်နဲ့ပြောမယ်ဗျနော်6ဘူးရယ်3ဘူးရယ်တို့မိတ်ဆွေတို့တင်ထိုးတာနော်6ဘူးနဲ့3ဘူးကိုတင်ထိုးတာဒီညနေ4နာရီ USC အတက်ကိုနော်ကျွန်တော်ရဲ့မိတ်ဆွေများတော့ကောင်းမြင်တာတောင်းဆိုတာနာမည်တစ်လုံးနဲ့နေတာနော်နာမည်တစ်လုံးနဲ့နေလို့ပဲအခုချိန်ထိနာမည်ပြတ်ရှိနေတာကျွန်တော်ရဲ့မိတ်ဆွေတွေနော်ဗီဒီယိုဖိုင်လေးကိုတွေ့ရနဲ့ like and share လေးလုပ်ပေးပါဗျနော်ကျွန်တော်တို့ subscribe လေးနဲ့နှိပ်ပေးပါ comment ကလေးမှာဆရာမြောင်သားရင်မင်္ဂလာပါဆိုပြီးတော့ရေးပေးခဲ့ပါဗျနော်မိတ်ဆွေတို့အားပေးမှုတွေကတော့ကျွန်တော်တို့အားရှိနေအောင်ပါပဲကျွန်တော်ဒီ channel မှာကျွန်တော်အဆက်မပြတ်တင်ပေးမှာပါနော်အဆက်မပြတ်ကျွန်တော်တင်ပေးသွားမှာပါနေတိုင်းကြီးနော်နေတိုင်းကဏ္ဍနေတိုင်းကြီးတွေနေတိုင်းလုံးပိုက်တွေကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုပိုင်းကိုတွေ့ရတဲ့ subscribe နှိပ်ပေးခေါင်းလောင်းလေးကိုနှိပ်ပေးပါဗျနော်အားလုံးပဲကျွန်တော်မျိုးတွေအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲကျွန်တော်မျိုးတွေဒီနားမှာခိတ္တရနာဝင်ပြုပါဗျနော်